မင်္ဂလာပါအောင်ပန်းဖြူ channel မှာကြိုဆိုပါရစေလူပုံရေးဆွဲခြင်းဒေကျင်ငံများကိုဆက်လက်တင်ပြလိုက်ပါတယ်ရှေးဥစွာရိုးရှင်းဆုံးပုံဖမ်းမြင်းများနဲ့ပုံချမ်းကိုကောက်ယူပါတယ်။ဆက်ရေးပါမယ်။ခုလောက်ပုံချမ်းကောက်ပြီးရင်တော့ပုံကြောကိုရေးပါမယ်ခုဆိုရင်မလိုတော့တဲ့ပုံဖမ်းမြင်းတွေကိုဖျက်လိုက်ပါပြီစပင်းတွေကိုကာလာနှင်းငယ်ချဲပြီးလက်စားတက်လိုက်ပါတယ်ခုတော့ဒီလောက်ပါပဲအားလုံးပဲရှလန်းချမ်းမြေ့ကြပါစေ